ဟိုရှိတုန်းကအတော်နဲ့ကြီးတစ်ခုရဲ့အလဲမှာမြစ်ပြင်ကျဲကြီးတစ်ခုရှိပါတယ်။အဲ့ဒီမြစ်ထဲမှာမိချောင်းအိုကြီးတစ်ကောင်နေတာပေါ့။မိချောင်းကြီးဟာအိုမင်းလာတဲ့အတွက်အရင်လိုအားရင်မပြေတော့ပါဘူးကွယ်။မဲလိုက်ဖို့လည်းမဖြစ်နိုင်တော့ပါဘူးပေါ့ကွယ်။တနေ့မှာတော့မိချောင်းဟာအရန်ပိုက်စာလာတဲ့အတွက်ကုန်းပေါ်သို့တက်လာပြီးတားကောင်လိုက်ဖမ်းဖို့စူးစမ်းခဲ့တာပေါ့။ဒါပေမဲ့မိချောင်းကြီးဟာအိုမင်းပြီးအားနေနေတဲ့အတွက်ဘာမှမဖမ်းနိုင်ပဲဖြစ်နေတော့တာပေါ့။မိချောင်းကြီးဟာမြစ်ထဲကိုပြန်ဆင်းပြီးငါးဖမ်းဖို့စူးစမ်းခဲ့ပြန်ပါတယ်။ငါးတွေကလည်းချော်ထွက်ပြီးပြေးကုန်ကြတာနဲ့မိချောင်းဟာစိတ်တက်ကြသွားပါတယ်။ဒီလိုနဲ့မိချောင်းကြီးကမြစ်တစ်ဖက်ကန်းကတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာသွားနာဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီတစ်ပင်ပေါ်မှာတော့မြောက်တကောင်ထိုင်နေပြီးဘယ်ရီဒီတွေစားနေတာပေါ့ဘယ်ရီဒီလှလှလေးတွေကိုမြောက်ကြီးစားနေတာကိုမိချောင်းကြီးကမြင်လိုက်ပါတယ်မိချောင်းကြီးဟာမြောက်ကိုလှမ်းပြီးပြောလိုက်တာပေါ့ချစ်လှစွာသောမြောက်ကလေးရေမင်းပါတွေစားနေတာလေငါတကယ်ကိုဘိုက်အရန်စာနေလို့ပါနည်းနည်းလောက်ကြွေးပါလားဆိုပြီးတော့လှမ်းပြောလိုက်တာပေါ့မြောက်ကလည်းမရိုင်းပြပဲပြန်လဲဖြေလိုက်ပါတယ်ဒါကဘယ်ရီဒီတွေပါအရန်ချိုတယ်ရော့ဒီမှာစားပါဆိုပြီးဘယ်ရီဒီတွေကိုခူးပေးလိုက်ပါတယ်မိချောင်းကြီးကလည်းမြောက်ခူးပေးတာကိုစားလိုက်ပါတယ်မင်းဘယ်ရီဒီတွေအရန်ချိုတာပဲကျေးဇူးတင်ပါတယ်ကဲတင်ရှင်လေးရေဆိုပြီးဘိုက်ဝသွားပြီးပျော်သွားတာပေါ့အဲ့ဒီနေ့ကစပြီးမိချောင်းကြီးကတစ်ပင်အောက်ကိုမကြာခဏလာတော့တာပေါ့မြောက်ကလည်းမိချောင်းကြီးရောက်လာတဲ့အခါတိုင်းဘယ်ရီဒီတွေခူးကျွေးပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာမိတ်ဆွေကောင်းတွေဖြစ်သွားပြီးတယောက်ကိုတယောက်အရန်ခင်နဲ့မိတ်ဆွေရင်းချလို့ဖြစ်သွားကြပါတယ်နေတိုင်းလိုမိချောင်းကြီးနဲ့ပျော်ရွှင်စွာကစားကြတာပေါ့တနေ့မှာတော့မိချောင်းကြီးကသူ့ရဲ့ဇနီးအတွက်ဘယ်ရီဒီတွေယူသွားခြင်းတဲ့အတွက်မြောက်မိတ်ဆွေလေးရေငါဇနီးအတွက်ဘယ်ရီဒီတွေယူသွားခြင်းလို့ပါနည်းနည်းလောက်ထပ်ခူးပေးပါလားလို့ပြောလိုက်ပါတယ်မြောက်ကလည်းရတာပေါ့ခူးပေးပါမယ်တငယ်ချင်းလို့ပြောပြီးပေါ့ပေါ့ပပနဲ့ခူးပေးလိုက်ပါတယ်မိချောင်းကြီးကဘယ်ရီဒီတွေနဲ့အတူမြစ်တစ်ဖက်ကန်းကိုပြန်သွားခဲ့ပြီးသူ့ဇနီးကိုဘယ်ရီဒီတွေပြလိုက်တာပေါ့ချစ်ဇနီးလေးရေငါမိတ်ဆွေမြောက်ကလေးကမင်းအတွက်ဒီဘယ်ရီဒီချိုလေးတွေခူးပေးလိုက်တာပါမင်းစားဖို့အတွက်ရော့စားဆိုပြီးကျွေးလိုက်တာပေါ့မိချောင်းအမကြီးကလည်းစားပြီးတာနဲ့အသီးတွေကအရန်ကိုတိတ်ချိုတာပဲလို့ပြောလိုက်ပါတယ်မိချောင်းအမကြီးကဆက်ပြီးတော့ပြောလိုက်ပါတယ်ကျမတို့ဒီလိုပဲအငြင်းတန်းဘယ်ရီဒီတွေပဲစားသွားရမှာလားအသားဟင်းမစားရတာကြပြီဘယ်ရီဒီတွေမကပဲမြောက်ရဲ့အသားကအရန်ချိုမဲထင်းနေတော့ဆိုပြီးစကားစားလိုက်တာပေါ့မိချောင်းကြီးကသူ့မိန်းမရဲ့အကြံကိုမသိပဲပြန်ပြောလိုက်တာပေါ့မိတ်ဆွေမြောက်လေးကငါအပေါ်တိတ်ကောင်းတာဘယ်ရီဒီတွေငါ့ကိုအမြဲတမ်းကြွေးတယ်လေဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါမှာမိချောင်းမကြီးကမြောက်ရဲ့အသေးနှလုံးကအရန်စားလို့ကောင်းမှအရန်စားကျင်တာပဲလို့ပြောလိုက်ပါတယ်ဒီတစ်ခါမိချောင်းကြီးကမဖြစ်နိုင်တာကိုမပြောပါနဲ့ကွာမြောက်ကလေးကငါတို့ကိုစားစရာအမြဲကြွေးနေတဲ့ကျေးဇူးရှင်ပါကွာမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်မိချောင်းမကြီးကမရဘူးမြောက်အသေးနှလုံးစားခြင်းနဲ့မြောက်ကိုရှင်ခေါ်ပေးရမယ်ဆိုပြီးပူစာပါတော့တယ်မိချောင်းကြီးကလည်းမခေါ်ပေးနိုင်ဘူးဆိုပြီးညင်းပါတယ်နောက်ဆုံးမှာတော့မိချောင်းမကြီးကမြောက်ကိုမခေါ်ပေးရင်ကိုတက်တေလိုက်မှာဆိုပြီးမိချောင်းကြီးကိုပြောလိုက်တော့မိချောင်းကြီးတွေးဝေသွားပါတယ်မတက်တာတော့တဲ့အဆုံးမှာတော့မြောက်ရဲ့အသေးနှလုံးကိုစားဖို့အတွက်မြောက်ကိုခေါ်ပေးပါမယ်ဆိုပြီးမိချောင်းမကိုတတိပေးလိုက်ပြီးမြောက်ကိုသူတို့နေရာကိုလှည့်ဖျားခေါ်ဆောင်ဖို့ထွက်လာခဲ့ပါတော့တယ်မြောက်စီရောက်တဲ့အခါမိချောင်းကြီးကမြောက်မိတ်ဆွေလေးရေငါဇနီးကမင်းကိုအိမ်မာနေလေစားဖို့ဖိတ်လိုက်တယ်ငါရဲ့ကြောပေါ်ကိုတက်ပြီးလိုက်ခဲ့ပါအတူတူသွားကြမယ်လို့ပြောလိုက်ပါတယ်မြောက်လေးကမိချောင်းမကြီးကစိတ်ကောင်းရှိလိုက်တာသွားကြရအောင်ဆိုပြီးသွားဖို့သဘောတူလိုက်ပါတယ်ဒီလိုနဲ့သွားနေရင်းနဲ့ပဲမြောက်ကမိချောင်းကြီးကိုကလှမ်းမေးလိုက်တာပေါ့မိတ်ဆွေမိချောင်းကြီးမင်းဇနီးကငါအတွက်ဘာကြွေးဖို့စီစဉ်ထားလဲလို့မေးလိုက်ပါတယ်မိချောင်းကြီးကငပြောသည့်ကိတ်မွေးလေးတွေဖုတ်ထားတာပေါ့ကွာလို့ပြောလိုက်တာပေါ့မြောက်ကလည်းပျော်စရာကြီးကွာဆိုပြီးပျော်နေတာပေါ့ဒီတစ်ခါမှာတော့မြောင်လေးပျော်နေတာကိုကြည့်ပြီးမိချောင်းကြီးကစိတ်မကောင်းဖြစ်သွားပြီးသူ့မိန်းမရဲ့အကြံအစီကိုပြောပြတဲ့မပြောတဲ့စဉ်းစားပြီးတွေ့ဝေသွားပါတယ်မိချောင်းကြီးကအမှန်တိုင်းပဲပြောပြလိုက်ပါတော့တယ်မြောင်မိတ်ဆွေလေးရေငါဇနီးကမင်းရဲ့အသေးနှလုံးကိုစားကျင်နေတာပါလို့ပြောလိုက်ပါတယ်ဒီတစ်ခါမှာတော့မြောက်ကသူ့ရဲ့တစ်ပင်စီကိုပြန်ရောက်ဖို့အတွက်ချက်ချင်းအကြံဉာဏ်ထုတ်လိုက်ပါတယ်တကယ်လားငါတို့မြောက်တွေကအသေးနှလုံးကိုတစ်ပင်ပေါ်မှာတင်ထားတတ်ကြတာတစ်ပင်စီပြန်သွားမှရမယ်ဆိုပြီးမိချောင်းကြီးကိုပြောလိုက်ပါတယ်မိချောင်းကြီးကလည်းဟုတ်လားအဲ့ဒါဆိုသွားယူကြရအောင်ဆိုပြီးတစ်ပင်စီပြန်လှည့်လာလိုက်ပါတော့တယ်
တစ်ပင်နာကိုရောက်တဲ့အခါမှာတော့မြောက်ကချက်ချင်းခုန်တက်သွားပြီးမိချောင်းကြီးရေမင်းငါကိုတစ္ဆာဖောက်လိုက်တာမင်းကိုငါမိတ်ဆွေအဖြစ်မတတ်မှတ်နိုင်တော့ဘူးမင်းလဲငါဘယ်ရီတီးတွေကိုစားရဖို့မျှော်လင့်နေဆိုပြီးမိချောင်းကြီးကိုမောင်းထုတ်ပစ်လိုက်ပါတော့တယ်ကွယ်ပုံမြင်လေးရဲ့အဆုံးသက်သင်ခန်းစာကတော့ဉာဏ်ပညာနဲ့တစ္ဆာမဖောက်သင့်မှုကိုဖော်ပြနေပါတယ်တစုံတစ်ယောက်ကကိုယ့်ကိုကူညီခဲ့တာရှိရင်တစ္ဆာမဖောက်ပဲကျေးဇူးတင်တတ်ရပါမယ်ကျေးဇူးတရားကိုတည်တတ်ရပါမယ်အန္တရာယ်ကြုံလာတဲ့အခါမထိတ်လန့်ပဲဉာဏ်နဲ့ဖြေရှင်းတတ်ရပါမယ်မုန်းတီးမှုလောဘနဲ့အခြားသူတွေကိုထိခိုက်စေမယ့်အရာတွေမလုပ်သင့်ပါတစ္ဆာဖောက်သူတွေကနောက်ဆုံးမှာကိုယ့်အခွင့်အရေးတွေကိုပါလက်လွတ်ဆုံးရှုံးရနိုင်ပါတယ်မိချောင်းဟာမြောက်ရဲ့ကျေးဇူးကိုမသိပဲတစ္ဆာဖောက်မိတဲ့အတွက်မိတ်ဆွေကောင်းတစ်ယောက်ကိုဆုံးရှုံးသွားခဲ့ရပါတယ်။မြောက်ကလည်းညံနဲ့ဖြည့်ရှင်းလိုက်တဲ့အတွက်အန်နီယေကနေလွတ်မြောက်ခဲ့ပါတယ်။တင်ဘဝမှာလည်းယခုပုံမြင်လိုမျိုးအခြေအနေတစ်ခုခုကြုံရရင်မိချောင်းကြီးလိုလောဘမတက်မိစေပဲမြောက်လိုပညာနဲ့ဖြည့်ရှင်းတတ်ဖို့အမြဲတမ်းထားသင့်ပါတယ်။